သွားတာမဟုတ်ပါဘူးသူ့ရဲ့တုံးရင်းဒီတဝေပစ္စည်းတုံးပစ္စည်းတဲ့ဒါကတော့ပုံမှန်ပဲတွင်ကတော့ဘယ်နောက်မှတတ်တာလဲလို့ဒါလေးပဲပွားသွားတာမဟုတ်လားအဲ့ဒါဒီပင်ယောဂဝိဘာကအကျိုးကဲယောဂဝိဘာကအကျိုးကိုဖြေပါလို့လည်းပါဠိလိုပဲဖြေကြည့်အောင်တဝေတောဝါဒီယောဂဝိဘာကေဟာတရတံလေယာလေသာအဲ့ဒီယောဂစัจကြီးမဲ့တေသခိတကတကတ္တတိဟွန်ဒီဒါဦးဇင်းတို့သိသွားပြီတဝေပစ္စည်းတုံးပစ္စည်းကြီးကာကတ္တတိဘယ်နဲ့မှတတ်မှာလဲကာရဏအတန်နဲ့ပြောမယ်ဆိုရင်ဘေကာရဏမှာတတ်ဒီအကြောင်းလို့ပြီးရင်ရှိကခိတကတာဘာဖြစ်တော့ကြောင့်နောက်ဆိုရင်ဦးဇင်းတို့တွေနားမလည်တာရှိသေးလားမရှိတော့ဘူးရေးတော်ဘောတဝေတုံပစ္စည်းတို့ဤတက်ရာကာရဏပေါ့ဟိုသိရင်လည်းမရေးလေဟိုရေးထားတာကောင်းတော့ပေါ့တဝေတုံပစ္စည်းတို့ဤတက်ရာကာရဏသေဇာခိတကတာကတ္တတိဟွန်ဒီတဝေတုံပစ္စည်းတို့ဤတက်ရာကာရဏတဝေတုံပစ္စည်းတို့ဤတက်ရာကာရဏတဲ့တဝေတုံပစ္စည်းတို့ဤတက်ရာကာရဏကိုအကြောင်းနဲ့တကွာဖြေပါတဲ့ပါဠိလိုပြောကြည့်အောင်တေသခိတကတာကတ္တတိဟွန်ဒီဒါဆိုရင်ဒီတော့မမတ်စရာဆိုလို့အဲ့နှမျိုးပဲရှိတယ်ဒါဆိုရင်အောက်ကအတက်ကိုသွားမယ်တဝေတုနာဒိတုကာတဲ့ဒီတော့ဒီတဝေတုနာလေးဆိုတော့မာဒိတုပစ္စည်းတုပရိတုကုရောဒိတဓာတောသာကာရိတောဟောတိကရဓာတ်ကိုဘာလို့လဲတော့ဒီကာပြုတဲ့တော့ပြုတဲ့နေရာမှာလည်းဟောတိဝါတဲ့အမြဲပြုတာလားတစ်ခါတည်းလားဟာတည်းမပြုတာလည်းရှိတယ်ပြုတာလည်းရှိတယ်လို့ပြောတာနော်ဒါဆိုရင်အဲ့မှာတဝေတုနာဒီတုဆိုတဲ့အတိုင်းပဲအာဒီတုဟောတဝေတုနာအာဒီတုအာရိတနာမပါဘူးလားပါတယ်အာရိတတေနာတုံတော်နာတော်တတ်ပေသူစားတဲ့အာရိတနာပြတုံပစ္စည်းတော်နာပစ္စည်းတော်ပစ္စည်းလက်မပစ္စည်းတွေအကြောင်းလည်းပဲတဲ့